ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့တပတ်ကျော်ကဒီမှာလာရောက်ပြီးတော့မှနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှခွန်အားပေးခဲ့တယ်ဆိုတော့ပြီးခဲ့တဲ့တပတ်လွန်ခဲ့တဲ့တပတ်ကျော်ကပေါ့နော်ကျွန်တော်တင်ကျန်းစာတင်တာကိုတက်တဲ့လူဘယ်နှစ်ယောက်လောက်ရှိလဲမသိဘူးလက်ထောင်ပေးပါအောင်1ယောက်2ယောက်3 4ယောက်5ယောက်โอเคယေရှုတင်တယ်နော်3 4 5ယောက်ရှိလေဝမ်းသာတယ်မှတ်မိလားမှတ်မိလားစာပြီးပြဿနာမမီတလူလူပဲအဲ့လိုလားဆိုတော့အားလုံးထဲမှာ4-5ယောက်ပဲရှိရဆိုတော့နည်းနည်းလေးပြန်နှွေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်မှာကျွန်တော်ပြောသွားတာကတော့ဖယားသခင်ကကျွန်တော်နောက်ကလိုက်ပြောပြပါဖယားသခင်ဒီလူသားအားလုံးကိုဒန်းတူချစ်တယ်နော်အဲ့ဒါနံပါတ်1အဲ့ဒါအရင်မှတ်ထားဖို့ရည်ကြီးတယ်ဖယားသခင်ကလူသားအားလုံးကိုတန်းတူချစ်တယ်အပြစ်သားလည်းချစ်တယ်နော်အခုခရစ်ယာန်တွေကိုခေါင်းဖြတ်တတ်နေတဲ့မွတ်စလင်တွေကိုလည်းချစ်တယ်ဖယားသခင်ဒီနေ့မင်းအောင်လိုင်ကိုလည်းဖယားချစ်တယ်ဟာလေလုယာဟာလေလုယာအာမင်မင်းအောင်လိုင်ကိုလည်းဖယားချစ်တယ်စင်ကြင်နော်စဉ်းစားနော်ဖယားကကျမ်းစာထဲမှာပြောဆိုတော့စိုးသောသူကောင်းသောသူအပေါ်မှာတဲ့နေကိုအတူတူပူစေပြီးမိုးကိုအတူတူရွာစေတဲ့ဖခင်ဖြစ်တယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်လာရင်ဖခင်ကအားလုံးကိုဒန်းတူညီမျှချစ်တဲ့ဖခင်ဖြစ်တယ်အာမင်အဲ့တော့အရင်နားလည်ဖို့လိုတယ်နော်တခါကျရင်ကျွန်တော်တို့ကလေဒီလူတော့မကောင်းဘူးဒီလူကဘာဖြစ်တယ်ဒီလူကဖခင်เจ้าမှမတက်ဘူးဒီလူကတော့ဘာဖြစ်တယ်ကျွန်တော်တို့ကဒီလူကတော့ဘာဖြစ်တယ်ကျွန်တော်တို့ကစီရင်တဲ့အကျင့်ရှိတယ်အမှန်တော့ဘုရားသခင်ကချစ်တဲ့နေရာမှာအားလုံးကိုဒန်းတူချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဒါပေမဲ့ဒီစကားမှတ်ထားနော်အရေးကြီးတယ်ဒီစကားကောင်းကြီးပေးတဲ့နေရာမှာတော့ဒန်းတူပဲတော့မပေးဘူးနားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ကျွန်တော်တို့ခရစ်ယာန်တွေကကောင်းကြီးဖျားပေးတဲ့ကောင်းကြီးနဲ့ချစ်ချင်းမြတ်တာကိုတစ်လုံးထဲရောထည့်လိုက်ပြီးချင့်ပေးရမှာပေါ့ငါကဖျားသားသမီးပဲပေးရမှာပေါ့မဟုတ်ဘူးချစ်တာကဖျားသခင်ဒီတင့်ကိုချစ်တာဒီချစ်လွန်းလို့တပါးဒီတော့သားတော်ကိုစွတ်တော်မူသည့်တိုင်အောင်ချစ်တဲ့ဖျားသခင်ဖြစ်တယ်ဖျားကတင့်ကိုပေးဆက်တဲ့ဖျားသခင်ဖြစ်တယ်နော်လုံးဝမထိုက်တန်တဲ့ဂျားတဲ့ကနေရွေးနှုတ်တဲ့ဖျားဖြစ်တယ်ဖျားကချစ်တဲ့နေရာမှာလူဆိုးရောလူကောင်းရောမရင်းကောင်းရောလူသက်သမားရောခရိယန်ကောင်းလူနဲ့မကောင်းတဲ့ခရိယန်တွေရောဆူတားတောင်းတဲ့လူမတောင်းတဲ့လူချစ်တဲ့နေရာမှာအားလုံးတန်းတူချစ်တယ်အာမင်ကောင်းကြီးပေးတဲ့နေရာမှာတော့ဘုရားသခင်ဒီတန်းတူမပေးဘူးဘုရားသခင်ကကောင်းကြီးပေးတဲ့နေရာမှာတော့ဘယ်တော့မှလူတွေကိုမင်းလည်းတစ်ချက်ရော့တစ်ချက်ပေးတဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ကမြန်မာနိုင်ငံက socialist နိုင်ငံကနေလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတန်းတူခွင့်ရအရင်ကြိုက်တယ်နော်ဟိုဘက်အိမ်လဲစံတပီရရင်ငါတို့အိမ်လဲစံတပီရရမယ်အဲ့ဒီစိတ်တဲ့ကျွန်တော်တို့ကအဲ့ဒီစိတ်တဲ့နဲ့ကြီးလာတဲ့လူတွေများတယ်ကောင်းကျမ်းစာကိုဖတ်ကြည့်နော်ကောင်းကင်နိုင်ငံရရင်တောင်မှဖယားသခင်ကအားလုံးကိုအတူတူကောင်းကြီးပေးမယ်လို့မပြောဘူးတရဖူဆိုတာရှိသေးတယ်တရဖူ5မျိုးရှိတယ်ဖယားနိုင်ငံတော်တို့ပေးဆက်တဲ့လူတွေဖယားနိုင်ငံတို့ပေးကမ်းတဲ့သူတွေဖယားနိုင်ငံတို့ပါဝင်တဲ့သူတွေနောက်ဆုံးအသက်ပေးတဲ့သူတွေအတွက်တရဖူ5မျိုးကောင်းကင်မှာပြင်ဆင်ထားတယ်ဆိုတော့အဲ့ဒီတရဖူ5မျိုးပြသူကြတရဖူရတယ်ကျွန်တော်ကြတရဖူမရဘူးကောင်းကင်နိုင်ငံမှာတော့ပြောလို့မရဘူးဘာလို့လဲဖခင်ကသစ္စာရှိသောသူကိုကောင်းချီးပေးတယ်ဖခင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့နည်းနည်းလေးဒီနေ့ကျွန်တော်ပေးရှင်တဲ့ message ကိုသိချာနာထောင်နော်ဖခင်ဒီတင့်ကိုချစ်တယ်ကြည်ကြဲထူပါအောင်အာမင်ဖခင်အချစ်ကိုမမီဘူးနည်းနည်းလေးအားရပါဘောလုံးပွဲမှာဂိုးလို့អော်တဲ့အတန်မျိုးလေးနဲ့អော်ပေးပါအမျိုးသားတွေဒီနေ့များရနော်ဆိုတော့အမျိုးသမီးတွေလည်းကိုကလေးတွေကိုစူတဲ့ခါမှာကိုယောက်ျားဒေါသထွက်တဲ့ခါမှာអော်တဲ့နော်ရှင်ကိုချစ်လို့ပါဆိုတဲ့အတန်မျိုးလေးနဲ့អော်ပေးပါဦးနောက်ကနေလိုက်ပြောပေးပါဖျားသခင်တင့်ကိုချစ်တယ်နည်းနည်းလေး breakfast မစားလာဘူးထင်တယ်နော်ကျဲဆရာမမြတ်ရေးနောက်ခါဖះเจ้าမှာ breakfast ပါချွေးရမယ်တင်တယ်
ကြဲလေးချီးမွမ်းပါနော်အာမင်ထူတာဒီထောက်ခံတယ်ဖခင်ကျွန်တော်ကိုချစ်တယ်ဆိုတာထောက်ခံတယ်ဆိုတဲ့အတန်ဖြစ်တယ်နော်အာမင်ဆိုတာကဘာလဲမသိဘူးအဲ့ဒါဟိုတင်းတော်ကြီးပြောတဲ့ဟာငါတို့နဲ့မဆိုင်ဘူးကျမ်းစာထဲမှာအာမင်အာမင်အာမင်ဆိုတာအကျင့်ပေါင်းများစွာပါတယ်စာရန်စကားမဟုတ်ဘူးနော်အဲ့ဒါကျမ်းစာစကားဖခင်သခင်ကိုချစ်တယ်အာမင်ဒီနေ့လောကပြဿနာအဲ့ဒါပဲကျွန်တော်တို့ကဖခင်အချစ်ကိုနားမလဲလို့ဒီနေ့မပူမအေးခရိယန်နေဖြစ်နေတာနော်ဖခင်သခင်ကျွန်တော်တို့အားလုံးကိုချစ်တယ်ဒါပေမဲ့ကောင်းကြီးမင်္ဂလာကိုတော့တန်းတူမပေးဘူးဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြောပြနေတာကဒီနေ့ပြောချင်တဲ့ကျွန်တော်ကဒီသင်ခန်းစာကတနာရီခွဲ2နာရီလောက်တင်တဲ့သင်ခန်းစာဆို Bible Study မိနစ်30ဆိုတော့ပြီးခဲ့တဲ့ဘက်ကပထမပိုင်းပြီးသွားဒီနေ့ဒုတိယပိုင်းဟောမယ်နော်နောက်ဖျားခွင့်ပြုလို့ရှိရင်တတိယပိုင်းပြန်ဟောမယ်ဆိုတော့ဒီခုကလည်းပြီးခဲ့တဲ့ခေါက်ကမလာတဲ့လူများတယ်ဆိုတော့ပထမပိုင်းကိုနည်းနည်းပြန်နှွေးမယ်နော်ဆိုတော့ဆီယာမရှိတယ်နော်ကျွန်တော်တို့မြန်မာပြည်မှာဆိုကျောင်းဆီယာမတင်တန်းနေတက်တယ်ဆီယာမရှိနော်ဒီနေ့ကျောင်းဆီယာမတင်တန်းဘီဒီတင်တန်းနေတက်တယ်ဒါပေမဲ့ကျောင်းဘီဒီဘွဲရတဲ့သူတိုင်းကျောင်းဆီယာမမဖြစ်ဘူးဘာလို့ဆိုတော့မလျှောက်ကြဘူးတချို့ကလည်းဘီဒီပြီးသွားမှစီးပွားရေးလုပ်တဲ့လူနဲ့ဘီဒီပြီးသွားမှဟိုတယ်မှာဝင်လုပ်တဲ့လူနဲ့ဆီယာမတင်တန်းဘွဲကြီးရတာတောင်မှဆီယာမမလုပ်တဲ့လူတွေအများကြီးပဲဒါပေမဲ့ဆီယာမလောက်တက်ပေမဲ့ဘွယ်ပြီးရတော့တဲ့ခါမှာဟာငါလုံမယ်ဆိုပြီးတော့မှအစိုးရစီမှာရှောက်ပြီးတော့တာဝန်ကျတဲ့နေရာမှာသွားလုပ်တဲ့ခါမှာဆရာမဖြစ်လာတယ်နော်ဆိုတော့ကျွန်တော်ကြော်လိုက်တော့ဒီဟာလေးတစ်ခုနဲ့ပဲကျွန်တော်မနေ့အပြီးခဲ့တာပြောပြချင်တာကျွန်တော်တို့အသက်တာထဲမှာအရေးချင်းရှိတိုင်းဖခင်ကမသုံးဘူးအသုံးခံနိုင်တဲ့သူတွေကိုပဲဖခင်ကကောင်းချီးပေးတယ်ဆရာမတင်တန်းကျောင်းတက်နိုင်တဲ့အမှတ်10တန်းအမှတ်တွေကောင်းတယ်10တန်းတက်ပြီးတော့အမှတ်တွေကောင်းပြီးတော့မှဆရာမဖြစ်တင်တန်းကျောင်း BED ဘွဲကိုဂုံထူးနဲ့အောင်တိတိုင်အောင်ဆရာမဖြစ်ခွင့်ရှောက်လွှာမတင်ဘူးဆိုရင်အဲ့ဒီသူဒီဘလောက်ဘွဲတွေရဘလောက်စုတစိတ်တွေရစာအတော်ဆုံးစုပဲရ performance စုဘလောက်ပဲကောင်းသူဒီဆရာမဖြစ်လာမှာမဟုတ်ဘာလို့လဲဆိုအသုံးခံတဲ့အပေါ်မှာပဲသူဒီဆရာမဖြစ်လာတာဖြစ်တယ်ဒီကျွန်တော်တို့ခရိယန်တွေရဲ့အသက်တာအထဲမှာလဲဖခင်ကိုချစ်တယ်တော်တယ်စီးပွားရေးလားဘောလုံးကန်နာလားကွန်ပျူတာပိုင်းလားမီဒီယာပိုင်းလားတချင်းဆိုတာလားတီးတာလားခါတာလားခုံတာလားအကုန်လုံးကျွန်တော်တို့ရတယ်ဒါပေမဲ့အသုံးမခံတဲ့အသက်တာဖခင်မသုံးဘူးနားလည်နိုင်ဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေအသုံးခံတဲ့သူကိုပဲဖခင်ကကောင်းချီးပေးတာဖြစ်တယ်။ဘာလို့လဲဆိုတော့ तू ကအသုံးခံတယ်လေ။အဲ့လိုအသုံးခံလာတဲ့အခါမှာအဲ့ဒီအသုံးခံတဲ့အပေါ်မှာဖခင်ကသုံးရင်နဲ့သူ့ကိုကောင်းချီးပေးလာတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကောင်းကြီးကိုဖခင်ကဒန်းတူမပေးဘူး။ဒါပေမဲ့ကောင်းကြီးမင်္ဂလာရချင်တယ်ဆိုရင်ဖခင်ရဲ့အမှုတော်မှာဖခင်ရဲ့နိုင်ငံတော်မှာဖခင်ဘုန်းတော်အတွက်ကြာရာကဏ္ဍကနေအသုံးခံနိုင်ဖို့အရေးကြီးတယ်အာမင်အာမင်ဆိုတော့ကျွန်တော်ဒါနည်းနည်းကြော်သွားမယ်နော်ပြီးခဲ့တဲ့ဘက်ကပြောပြီးသွားပြီဆိုနော်ဆိုတော့တော်တိုင်းတက်တိုင်းအသုံးမဝင်ဘူးတချို့ကငါကွန်ပျူတာအရန်တော်မယ်ငါအရန်တီးတက်မယ်ငါအရန်ဆိုတက်မယ်ငါအရန်လှမယ်အရန်အောင်မြင်မယ်ဆိုရင်မသုံးဝင်ဘူးတော်တိုင်းတက်တိုင်းအသုံးဝင်အသုံးခံမှပဲအသုံးဝင်တာဖြစ်တယ်လူတွေကငါတော်တယ်ဆိုလူတွေကလာငါမှာဘယ်သူမှလာမအောင်ငါဒါကျွမ်းကျင်တယ်ဆိုလူတွေကသိမှာမသိဘူးဘာလို့လဲဆိုတော့အသုံးမှမခံတာကိုကဈေးကြီးပေးမတင်းခါနေငါဘာကောင်းกว่าဆိုလုံနေတွေ့ရတော့ဘယ်သူမှကိုလာမသုံးဘူးဒါပေမဲ့အသုံးခံမှပဲနော်အသုံးခံမှပဲကျွန်တော်တို့ကအသုံးဝင်မှာဖြစ်တယ်ဆိုတော့ပြောချင်တယ်ဆိုတော့ကျမ်းစာထဲမှာဆိုလို့ရှိရင်နော်ယောသက်လေးဆိုလို့ရှိရင်လေသူကဘယင်ဖြစ်ခွင့်ဘဒုတိယဘယင်ခံဖြစ်ခွင့်ရတယ်သူအသုံးခံတဲ့အတွက်ဘုရားသခင်ကသူတို့ရဲ့နော်ဣသေလလူမျိုးတွေတာမကကဘာတစ်ခုလုံးမှာရှိတဲ့
ငတ်မော့ခေါင်းပါခြင်းကနေလူတွေကိုကယ်တင်နိုင်ခဲ့တယ်။အဲဒီတော့ကဒါယောသက်ကလေးကဒုတိယဘုရင်ကံဖြစ်တဲ့အခါငါ့ကိုရောင်းစားခဲ့အကိုတွေဘာဖြစ်တယ်ညာဖြစ်တယ်နော်ငါအဖေကိုမုန်းတယ်ငါအကိုတွေကိုမုန်းတယ်လူတွေကိုမုန်းတယ်ဆိုပြီးတော့မှ तू အမုန်းနေနဲ့ပဲ तू သက်ရှင်မယ်အသုံးမခံဘူးဆိုရင်အဲ့ဒီချိန်မှာဣသေလလူမျိုးတွေအများကြီးအမျိုးပြုတ်သွားနိုင်တယ်။ဒါပေမဲ့ तू အဲ့ဒီနေ့မှာဖခင်ကငါ့ကိုဒီနေရာပေးတာပဲအသုံးခံတဲ့အခါမှာ तू ဒီဣသေလလူမျိုးသားမကအေဂုတုလူအေဂုတုမှာအဲ့ခေတ်ကဘာမှာရှိနေလူတွေအများကြီးရဲ့အသက်ကိုငတ်မွတ်ခေါင်းပါခြင်းထဲကနေကယ်နှုတ်နိုင်ခဲ့တယ်အသုံးခံလို့ဘုရားကသုံးခဲ့တာဖြစ်တယ်အဲ့တော့တယောက်ဘာလို့လဲမောရှေကနန်းတော်မှာနှစ်ပေါင်း40လုံးပညာသင်တယ်เนาะကျွန်တော်ဗမာလိုပြောရင်တော့မင်းသားတို့တက်တဲ့အထာရတပညာ16ရက်ကိုတက်တယ်မြားလေးလှန့်စာပေနှက်ခတ်ဂျာထိုးနော်အကုန်လုံးကိုခံပညာအကုန်လုံးသူတက်ခဲ့သူ့ကိုသူနှစ်ပေါင်း40တင်လာတော့ငါ့ကိုငါရပြီလို့ထင်တဲ့အခါမှာဖယားအသုံးမခံမဲနဲ့ကိုစကားကြီးလုပ်ပြီးတော့မှသွားဖြည့်ရှင်းတဲ့အခါမှာလူတက်မိသွားတယ်အဲ့မှာသူ့ကိုသူနောင်တရပြီးတော့မှတော်ထဲမှာနှစ်ပေါင်း40လုံးလို့သူ့ချောင်းရင်းနဲ့ငါဘာမှမဟုတ်ပါလားလို့ဖြစ်တဲ့အခါမှာဖယားကမောရှေသွားကိုတော့ကျွန်တော်စကားအားတော့သူဖြစ်တယ်ဘယ်ကလားသူကတာအမတ်ပညာတွေပေါင်းတက်လာတဲ့လူနော်အီဂျစ်မွေးကလေးကအီဂျစ်ပြည်မှာစာဒန်းတော်ထဲမှာစာတင်လာတဲ့လူသူ့အရေးချင်းကဟိုးအမြင့်ကြီးမှာဒါမဲ့ဖယားရှိရောက်တဲ့အခါမှာသူဒီအလကားပါလားနှိမ်ချတဲ့အခါမှာဖယားကသွားသူ့ကိုနဲ့သွားတဲ့အခါမှာအသုံးခံတဲ့အတွက်ဖယားကနောက်ဆုံးသုံးသွားတယ်ဒီနေ့ထိမောရှေရဲ့ပညာမောရှေရဲ့ဥဆောင်မှု leadership ကအခုထိကျွန်တော်တို့လေ့လာလို့မကုန်နိုင်အောင်များတယ်နောက်တစ်ယောက်ဘုရင်မကြီးအေသထာနော်ဘုရင်မကြီးအေသထာဟာဆိုလို့ရှိရင်သူကဘုရင်မကြီးဖြစ်သွားပြီနော်အဲ့ရှိက empire နော်ဘုရင်တစ်ခုပဲမဟုတ်ဘူး empire တစ်ခုလုံးကြီးရဲ့ဘုရင်မဖြစ်သွားတဲ့ခါမှာသူ့ရဲ့အမျိုးတွေဂျူးလူမျိုးတွေကိုတတ်ဖို့ဖြစ်လာတဲ့ခါမှာသူ့ဦးလေးကလာတယ်ငါတို့တွေတတ်ရတော့မယ်တတ်ခံရတော့မယ်ပြောတဲ့ခါမှာဘုရင်မကြီးဦးလေးတို့ပဲကျမတို့လာမရှုံးနဲ့ကောင်းကြိုက်တယ်ကျမမှာဟိုမှာလဲနှုတ်ရည်စိန်လိုက်အောင်မယ်အလားပြင်လိုက်အောင်မယ် तू မလုပ်ဘူးဘာပြောလဲဟာအဲ့လိုကြုံပြီလားဒါဆိုရင်ပြောဤသေးလားတစ်မျိုးလုံးကိုကြည်ညာ3ရက်အစာရှောင်ကျမလည်းနန်းတော်ထဲမှာအစာရှောင်မယ်ဘုရင်ရဲ့မျက်နှာตาရအောင်ဘုရင်မတယောက်အနေနဲ့သူ့ချိန်မှာစီးစိမ်ရစ်ပြီးနေရမယ့်အချိန်မှာ तू ဒီဘာလုပ်လဲအသုံးခံတယ် तू အသုံးခံလိုက်တဲ့အခါမှာဘုရင်ကသူ့ကိုဘုရင်ရှေ့မှာနည်းနည်းလေးတွတ်ပြတဲ့အခါဘုရင်ကဖယားရဲ့မျက်နှာตาပါလာတဲ့အခါဘုရင်ကဟာဘာလို့လဲဟာဒါရှင်မင်းကြီးရဲ့မိဖယားလေဟာငါမတွေ့တာကြာပြီတိုင်းကြီးပြည်နဲ့ငါမေ့နေကိုမိဖယားတော့ကိုမေ့နေခေါ်လိုက်တဲ့အခါမှာသမင်းစားရအောင်စကားပြောရင်းနဲ့ကျမတို့တစ်မျိုးလုံးကိုတတ်ဖို့လုပ်နေတယ်ဟာဘာလို့လဲနော်အဲ့မှာဣတိလတစ်မျိုးလုံးကယ်တင်ခြင်းရသွားတယ်ဘာကြောင့်လဲဘုရင်မကြီးကသူ့ရဲ့နန်းတော်ထဲရောက်သွားပြီးငါပြီးပြီဆိုပြီးမနေဘူးသူ့လူမျိုးအတွက်သူ့နိုင်ငံအတွက်သူ့ဖျားဘုံတော်အတွက်အသုံးခံတဲ့ခါမှာဖျားကသူ့ကိုတုံးခြင်းအဖြစ်ဣသရေလလူမျိုးတွေကိုကယ်တင်ခဲ့တယ်ရှင်ပေါလုကြီးနော်သူ့ရဲ့တက်တာထဲမှာလည်းဒီလိုပဲပညာတော်တယ်ဖာရိရှဲဖြစ်တယ်ဤဂရိစာနော်ဟေဘရုစာအကုန်ရတယ်တကယ့်ကိုဖျားရဲ့ဖျားကိုဒီနေ့ကျွန်တော်တို့ခရိယန်နေရဲ့အဓိကကနော်ကျွန်တော်တို့ဗုဒ္ဓဘာသာကျွန်တော်10တန်းတုန်းကဆရာတက်ဝါပါပြောဆိုနင်တို့ခရစ်ယာန်ဘာသာခရစ်တော်ထောင်တာမဟုတ်ဘူးတဲ့ရှင်ပေါလုထောင်တာဘာလို့လဲရှင်ပေါလုရဲ့ဩဝါဒစာအများကြီးကဒီနေ့ခရစ်ယာန်နေရဲ့အသင်းတော်ကိုတည်ဆောက်စေတာဖြစ်တယ်ဘာလို့လဲဆိုတော့ရှင်ပေါလုကဖျားပေးတဲ့ဉာဏ်ပညာရှိတဲ့အခါမှာသူကဖာရိရှဲဖြစ်တဲ့အခါကျမ်းတက်ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာကျမ်းတက်ခြင်းရဲ့သူ့ရဲ့ပညာနဲ့ဝိညာဉ်တော်နဲ့ပေါင်းပြီးတော့မှဖွင့်ပြခြင်းကိုရတဲ့အခါမှာယေရှုခရစ်တော်ရဲ့မိန့်မာချက်တွေကိုသူနောက်ပိုင်းနားလေတော့တဲ့အခါမှာခရိယန်တွေဒီလိုမနေရဘူးဟေးကောရိန္သုတင်းတော့အဲ့လိုမနေရဘူးအေဖက်ကိုလောသဲတင်းတော့တသလောနေတင်းတော့ဒီလိုမနေပါဒီလိုလုပ်ပါသူဩဝါဒတွေပေးတဲ့အခါမှာဒါကြောင့်ဒီနေ့ကျွန်တော်ခရိယန်တင်းတော်တွေဟာဒီနေ့ထိနှစ်ပေါင်း2000တိုင်ကျွန်တော်တို့တမာတရားစစ်စစ်နဲ့ယက်တည်နိုင်တာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ဘုရားသခင်ကလူတွေကိုအသုံးခံတဲ့လူတွေကိုပဲသုံးတာဖြစ်တယ်အသုံးမခံတဲ့လူတွေကိုမသုံးဘူးဒါကြောင့်မို့အသုံးများများခံလေဘုရားကောင်းကြီးများများရလေဖြစ်တယ်အာမင်ခမများဘလောက်တော်အသုံးမခံရင်အသုံးမဝင်ဘူး
ဒါကြောင့်မလို့အသုံးခံမှအသုံးဝင်မယ်ဒါပေမဲ့ဖယားသခင်ရဲ့အသုံးကိုများများခံရင်ဖယားခင်များများသုံးမယ်ဖယားခင်များများသုံးလို့ရှိရင်သူများထက်တာတဲ့ကောင်းကြီးမင်္ဂလာကျွန်တော်ရမှာဖြစ်တယ်အာမင်အာမင်ဒါဆိုရင်ပြီးခဲ့တဲ့ဘက်ကဟာနော်ခု15မိနစ်ကျော်သွားပြီဆိုတော့ဘယ်လိုဆက်မလဲတော့မသိဘူးဆရာမဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောတဲ့ဟာလေးကိုပြန်နှွှေးတာဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်အဓိကပြောချင်တဲ့အရာဒီလူတိုင်းကိုဖျားချစ်တယ်လူတိုင်းကိုဖျားကောင်းကြီးတူတူမပေးဘူးဘာလို့လဲအသုံးခံတဲ့သူကိုပဲဖျားကောင်းကြီးပေးတယ်ဒါကြောင့်မလို့ဖျားအတွက်အသုံးများများခံပါဒါဆိုဖယားကဘလို့လူမျိုးကိုအသုံးပြုလဲနော်ဘလို့တူလူမျိုးကိုအသုံးပြုလဲကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့အိုးမြေလေးနဲ့ဥပမာပေးသွားပြီအဲ့ဒါပြောရင်ရှည်တဲ့အတွက်ကျွန်တော်ကြော်လိုက်တော့မယ်နော်ဆိုတော့အဓိကကဘာလဲဆိုရင်ဖယားသခင်ကသူကိုရောကျွန်တော်အသုံးခံပါတယ်ကျွန်တော်ဘာမှမဟုတ်ပေမဲ့အသုံးခံပါတယ်ဆိုပေမဲ့ဖယားကသုံးတဲ့ခါမှာဟုတ်လားအေးဒါဆိုရင်ငါသုံးလိုက်မယ်ဆိုပြီးမသုံးဘူးချက်ချင်းအရင်ဆုံးဖယားကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကိုကြီးချွတ်တယ်အာမင်ကြီးချွတ်တယ်လို့ပြောတာမှကြိုက်တော့ဆရာလေကောင်းကြီးအဲ့လောက်ခတ်သလားခတ်တယ်အလကားရတာလောကမှာဘာမှမရှိဘူးကဲတင်ချင်းကလွယ်ပြီးကဲတင်ချင်းယေရှုခရစ်တော်သေခံပေးလို့ရတာနော်ဒီနေ့ကောင်းကြီးကတချို့ line ပေါ်ကဆရာတွေအများကြီးဒီနေ့ခရိယန် line ကျွန်တော်မြန်မာခရိယန်တွေတဖြည်းဖြည်းနဲ့လမ်းလွဲနေတယ်လမ်းလွဲနေတယ်ကောင်းကြီးဆိုတာလွယ်ရတယ်အမွေစားအမွေခံထိုက်ဖြစ်တယ်ဟာလေလုယာထူခံစားမယ်ကျမ်းစာပြန်ဖတ်ကျမ်းစာထဲမှာကောင်းကြီးခံတဲ့လူအလုံးကအဖိုးခါပေးရတယ်အဖိုးခါမှာပေးပဲနဲ့ကောင်းကြီးရတယ်လူတယောက်မှမရှိဘူးကျွန်တော်တို့ကကောင်းကြီးမင်္ဂလာဖခင်သားဖြစ်ပြီးဟာလေလုယာအာမင်ယုံကြည်ခြင်းနဲ့ကြွေးကြော်မယ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်မယ်တစ်ဖက်ကနေမှန်ပါတယ်ယုံကြည်ခြင်းနဲ့ကြွေးကြော်တာဒါပေမဲ့တကယ်ယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ကြံသွားတယ်နားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေ။ဤသေလလူမျိုးတွေဒီဖတ်ထိတ်ကနေပြီးတော့မှဟိုးဖတ်ထိတ်ကလေးကိုနော်တွားဖို့ကရက်40ပဲကြာတယ်။ရက်ပေါင်း40ပဲကြာတယ်။ခြေရှင်ရှောက်ရင်ဒါပေမဲ့ဘုရားသခင်ကအေဂုတုပြည်ကနေဤသေလလူမျိုးတွေကိုဆွဲထုတ်တဲ့အခါမှာနှစ်ပေါင်း40ကျော်ကြာတယ်။ကြည့်ရတာဘုရားသခင်ကသူ့ရဲ့မြေပုံနဲ့လွဲသွားတယ်နော်ဖျားခင် GPS ကနည်းနည်းမှားတယ်ထင်တယ်နှစ်ပေါင်း40ကြာသွားတယ်လူတွေခြေချင်လန်းလျှောက်အောင်ရက်ပေါင်း40ပဲကြာတဲ့အေဂုတုကနေခါနန်ပြည်ခီးစဉ်ကိုဘုရားသခင်ကဣသေလလူမျိုးတွေကိုခေါ်တဲ့အခါမှာနှစ်ပေါင်း40ကြာတယ်ဘာကြောင့်လဲဘုရားသခင်နည်းနည်းမျက်စိအလုံးကဘာလုံးတော့ဘုရားနည်းနည်းစောင်းရတယ်နော်သူဒီဂရီသူတွက်ချက်တဲ့တင်ချာနည်းနည်းလွဲသွားတယ်ထင်တယ်ဟုတ်လားဘာဖြစ်လို့ထင်လဲပြောပါကြည်ပြောပါကျွန်တော်မကြိုက်စားမှားလဲကျွန်တော်မရိုက်ပါဘူးဘာဖြစ်လို့နှစ်ပေါင်း40ဖရားခေါ်သွားလဲပုံစံပေးဖို့အလ္လာဟ်ဖရားအဲ့ဆိုစစ်တပ်ဘူချုပ်တယ်နော်ဤသေလလူမျိုးတွေကိုရက်ပေါင်း40နဲ့ခေါ်လို့ရတဲ့လူတွေကိုဘာလို့နှစ်ပေါင်း40ခေါ်သွားတာလဲဆိုရင်ဤသေလလူမျိုးတွေဒီအေဂုတုပြည်ကျွံဘဝကနေလွတ်မြောက်ပေမဲ့သူတို့အတွေးခေါ်သူတို့စိတ်တကမလွတ်သေးဘူးတခုခုဖြစ်တာနဲ့ဂဲလုံးကပြီးမောရှေငါတို့အေဂုတုပြည်မှာရေကောင်းကောင်းတောက်ရတယ်ငါတို့ဒီမှာရေငတ်ပြီးသေစေခြင်းလို့လားလူကတော့အရှိရောက်လာတယ်လူကတော့လွတ်မြောက်တယ်လူကတော့ကယ်တင်ခြင်းရတယ်ဒါပေမဲ့စိတ်တက်ကအပြစ်ထဲမှာပဲရှိသေးတယ်ဘိုက်ဆာလာပြီဂဲလုံးကောက်မောရှေငါတို့ကိုဘာလို့ငတ်ဖို့တာလဲဟိုမှာတော့ငါတို့စက်တုန်နီတွေစားရတယ်အေဂုတုပြည်မှာကြုံခံတော့ငါတို့ဝဝလွန်လွန်စားရတယ်လာပြန်ပြီဟောပင်လေအနီကြီးပိတ်ပြန်ပြီဂဲလုံးကောက်ပြန်ပြီမောရှေငါတို့တင်းချိုင်းမရှိလို့ငါတို့ခေါ်တာဟိုမှာတော့တေရတာတန်ဖိုးရှိသေးဘလောက်စိတ်ထားကပျက်စီးနေတယ်လေထိတ်ကနေဆိုရင်အေဂုတုကိုလှန်လွှမ်းထိတ်ကနေဆိုငါတို့မပြောင်းလဲခင်တော့နော်မင်းတန်ငါမပြောင်းလဲခင်တော့တွေ့ရင်သေမယ်
ဒီဘာမှလည်းငါမပြောင်းလဲခင်တော့လူမိုက်ဒီနေ့လူကတော့ခရိယန်ဖျားเจ้าတော့ရောက်လာတယ်စိတ်ကဘယ်မှာပဲကြံခဲ့ရလဲမပြောင်းလဲခင်တော့မပြောင်းလဲခင်တော့အတွေးခေါ်အဲ့တော့ဖခင်ကဘာပြောလဲဆိုအဲဂုတုပြကနေခေါ်လာကြတဲ့ကနမိတ်လက္ခဏာ10မျိုးလောက်တာဖခင်ကအပြင်းပြေလောက်တာမဟုတ်ဘူးအဲဂုတုပြမှာရှိတဲ့ဖခင်တွေကိုဒဏ်ခတ်နေတာဖြစ်တယ်နင်တို့မြင်ရတဲ့ဖခင်တွေကသူတို့ဖခင်လို့ပြောတဲ့ဟာတွေအားလုံးဒီအတုဖြစ်တယ်ဆိုတာကိုပြောပြတယ်ဒါပေမဲ့မရအောင်နည်းနည်းလေးဒုက္ခကြုံတာနဲ့ကဲလို့ကောက်ပြီးမောရှေနောက်ဆုံးပြဿနာရှာလို့မရတော့ဘာလုပ်လဲအသားစားခြင်းနဲ့မာနမှုနဲ့မဝတော့ကဲလုံးကောက်ပြီးမောရှေငါတို့ဟိုမှာတော့တရားစားတယ်မင်းဒီမှာငါတို့ကိုသားမကျွေးဘူးဘယ်ခါနိုင်ရထဲမှာနော်ဆိုတော့ဖယားသခင်ကကျွန်တော်တို့ကိုတုံးချင်တယ်ချက်ချင်းတုံးလို့မရအောင်အရင်ဆုံးကျွန်တော်တို့ရဲ့အကျင့်ဟောင်းတွေကျွန်တော်တို့ရဲ့ကြီးတွေကိုချစ်တယ်အာမင်တခါတည်းရွှေကျင်ပြီးတာနဲ့ရွှေတခါတည်းမြစ်စိတ်အေယော်ဒီမြစ်စိတ်ဘေးနားမှာရွှေကျင်နဲ့ဆွဲကြိုးလေးထွက်လာတယ်အဲ့လိုလားမြစ်စိတ်နားမှာရွှေကျင်နဲ့တခါတည်းနကလေးလှလှလေးသူ့ဘာသူအဲ့လိုထွက်လာလားကြောက်ကရောကြောက်တူးရင်နဲ့ဒါတော့ဒီလုံးကတော့ကွက်တီပဲဆွဲကြိုးဆိုပြီးဒီလိုတက်လိုက်တာလားကျွန်တော်ရတနာတွေတောင်မှပုံသွင်းရတယ်နော်ကြီးချောရတယ်ဒီခရိယန်တတ်တာဆိုတာလေဖယားသခင်ကအယံသုံးချင်တယ်အသုံးခံပြီလို့ဆုံးဖြတ်တာနဲ့ဖယားကပါလာပြီလေဆိုတော့ကျွန်တော်ထင်တယ်ကိုရောသုံးပါတခါကျွန်တော်တို့ကျမ်းစာကျောင်းတက်တုန်းကကျမ်းစာကျောင်းဓမ္မမဂ္ဂဇင်းထဲမှာပါလာတဲ့ပုံမြင်လေးဟိုဘာလဲဟာကာတွန်းလေးပေါ့အခုထိမှတ်မိတယ်ကိုရောသမီးကိုသုံးပါကိုရောဘုံတော်တို့သုံးပါအမေရိကပဲဖြစ်ဩစတြေးလျဖြစ်သုံးပါဆိုတော့သုံးတာတော့မှဘယ်ပဲသုံးချင်တာလဲနိုင်ငံကြီးတွေပဲသုံးချင်တယ်ဟောအငယ်ဆုံးတော့သူလည်းမသွားချင်ဘူးအသုံးခံနေဆိုတဲ့ခါမှာဘုရားသခင်ကပုံသွင်းတယ်ဘုရားသခင်ကကျွန်တော်တို့ကိုကြီးချွတ်တယ်နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောသလိုပဲမြေအိုးလောက်တဲ့ခါမှာဘုရားသခင်ကအိုးမြေကိုယူတာနဲ့သုံးလို့မရဘူးအိုးမြေထဲကနေကျွန်တော်သေချာနေပြီးပုံသွင်းတယ်မီးဖုတ်တယ်အဲ့ဒီအိုးမြေထဲမှာဂဲလုံးလေးပါလာတာနဲ့အဲ့ဒီအိုးကကွဲတာပဲဒါကြောင့်မို့ဖယားသခင်ရဲ့အကောင်းဆုံးစံချိန်တစ်ခုကိုသုံးမယ်ဆိုရင်ကျွန်တော်တို့နံပါတ်1ကြီးချွတ်ခံနိုင်ရမယ်အာမင်အာမင်ကောင်းကြီးလို့ခြင်းလားဟယ်လိုကြည့်ရမလို့ခြင်းဦးတင်နေဆရာမတစ်ချက်လောက်လက်ထောင်ကြည့်ပါအောင်ကောင်းကြီးလို့ခြင်းပါတယ်ဟုတ်ပြီနော်ကိုပြောပါငါကြီးချွတ်ခံရမယ်ကြဲလေးတခါကျရင်ကျွန်တော်တို့ကလေကိုလိန်နေနော်အဲကြောင့်ကိုပြန်ကြောင်းဝန်ခံရတယ်ငါကြီးချွတ်ခံဖို့လိုတယ်အာမင်ဟုတ်ပြီကြီးချွတ်ခံပြီးရနဲ့ပြီးသွားပြီလားမပြီးသေးဘူးနောက်တစ်ဆင့်တက်ယုံကြည်မှုတည်ဆောက်ရတယ်ဟုတ်ပြီနော်ဘာလို့ လဲယုံကြည်မှုတည်ဆောက်ရတယ်ကျွန်တော်ကနေလာမယ်ဟာဆီယမနော်တခါမှမမြင်ဘူးတဲ့လူတစ်ယောက်ကဒီဖျားเจ้าထဲကိုရောက်လာတခါမှလည်းမသိဘူးတခါမှလည်းမကြားဘူးတခါမှလည်းမမြင်ဘူးဘယ်သူမှလည်းဖိတ်လာတာမဟုတ်ဘူးဘယ်သူခေါ်လာလဲဆိုတော့မဟုတ်ဘူးအွန်လိုင်းမှာတွေ့လို့ရောက်လာတာဆိုပြီးဘုံစုရောက်ချလာပြီဟာဆီယမဟာကျွန်တော်ကလေဘာလဲဟိုဘယ်လိုခေါ်မလဲယောဂတွေဘာတွေကုတက်တယ်ဟုတ်လားဆရာဝန်လည်းမရှိလားမရှိဘူးဖះနိုးစော်လို့လေကျွန်တော်ဆရာမတို့ဖះเจ้าမှာရှိတဲ့လူတွေကိုစိတ်ကူးချင်တယ်ဆရာမဖះဖော်ပြတာလားဟုတ်တယ်ဆရာမတခါခွင့်ပြုခိုင်းမလားခင်ဗျားတို့ရောဆရာဝန်လည်းမရှိဘူးဘယ်မှလည်းမသိဘူးစိတ်ကူးတက်တယ်ဆိုတာနဲ့ကုမလားဘာလို့လဲဖះဖော်ပြတာလို့သူပြောရလေဘာလို့လဲမယုံလို့ဒါပဲယုံပါလို့တင်ပြောဟိုလူကလာယုံလိုက်ပါကျွန်တော်ခွဲလာတာအများကြီးပဲဟိုတချို့ဆိုရင်ကျွန်တော်ကမှဟိုမှာနော်အနာတွေပါဆိုကျွန်တော်ကြည့်ချက်ဒီလိုလွဲခွဲလာတာမမြင်ဘူးပဲနဲ့ခင်ဗျားယုံမလားယုံမှုယုတ်ကလည်းဆရာဝန်ယုံမပေါ့ခင်ဗျားမယုံနိုင်ဘူး
နော်ဘာလို့လဲဆိုတော့ယုံကြည်မှုဆိုတာယုံပါလို့ပြောနေယုံလို့မရအောင်အဲ့တော့ဘုရားသခင်ကလည်းတင့်ကိုကောင်းကြီးပေးခြင်းတဲ့အခါမှာဘုရားကအခုချိန်မှများတင့်ကိုဘတ်တန်း30လောက်ပေးလိုက်ရင်ခမည်းဘာဖြစ်သွားမလဲပျော်မယ်ခမည်းမြင်တာပျော်မယ်ပဲမြင်တာနော်ဖခင်ခမည်းရဲ့ဟိုးအနောက်ဆုံးအနှစ်20ထိလှမ်းမြင်ပြီးပြီခမည်းအမိုက်ပုံဘေးနားမှာဘိန်းဆွဲပြီးလဲနေမှာဒီလှမ်းမြင်ပြီးပြီဖခင်ဘာလို့လဲအင်္ဂလန်နိုင်ငံမှာအမိုက်ကောက်သမားပေါ့နော်အမိုက်ကောက်ဆိုတာဟိုလိုအမိုက်ကောက်တဲ့ဟာမဟုတ်ပလုံကောက်တာမဟုတ်ပဲねသူကကျတော့ဟိုအမိုက်ကားမောင်းပြီးတော့အနောက်ကနေအိမ်ကြီးအမိုက်တွေထည့်ပေးတာပေါ့အမိုက်ကားမှာလို့ထည့်ပေးတယ်ပြောမယ်ဆိုရင်တကယ်သူ့ရဲ့ဝင်ငွေကနှိမ့်ဆုံးအဲ့ဒီကောင်လေးကအသက်20ပဲရှိသေးတယ်အင်္ဂလန်မှာရှိတဲ့အမြင့်ဆုံးထီပေါင်တန်း300ကျော်ပေါက်သွားတယ်မနော်သူပေါက်တာပေါင်တန်း600ပေါက်တယ်အခုနေပါဖြတ်တာနဲ့သူ့လက်ထဲမှာပေါင်တန်း300နဲတဲ့ပိုက်ဆံမဟုတ်ဘူးနော်နဲတဲ့ပိုက်ဆံမဟုတ်ဘူးအဲ့ဒီပိုက်ဆံကိုသူရတဲ့ခါသူဘာဖြစ်လဲအရန်ပြောတယ်ခင်ကျွန်တော်တို့ခုနပြောသလိုအားလုံးပြောသလိုအရန်ပြောတယ်နောက်9နှစ်လောက်ကြာတော့အဲ့ဒီကောင်လေးကအဲ့ဒီအမိုက်ကုမ္ပဏီမှာပဲအလုပ်ပြန်လာလျှောက်တာဘာဖြစ်လို့လဲကုန်ပြီတဲ့တန်း300ကျော်ဖြုံးလိုက်တာလောကမှာရှိတဲ့ပိုက်ဆံစည်းစိမ်ဆိုတာဖြုံးလို့လွယ်တယ်ကုန်တာမြန်လဲဆိုဒီပိုက်ဆံကောင်းကြီးမင်္ဂလာကို handle မလုပ်နိုင်သေးတဲ့၍ဘုရားကခမည်း handle မလုပ်နိုင်သေးတဲ့အဲ့ level နဲ့ညီမျှတဲ့ကောင်းကြီးခမည်းမပေးဘူးဘတ်တသိန်းတောင်မှဘတ်တသိန်းဘတ်တတောင်းတောင်မှကောင်းအေးဒါတော့အိမ်ဖိုးဒါတော့ဟိုဟာဖိုးဒီကတော့ဒီဟာဖိုးမစီမံတဲ့လူတယောက်ကိုဘုရားကဘတ်တတောင်းမပေးဘူးဘုရားသခင်ကကိုယ်သားသမီးပျက်စီးသွားမှာဒါကြောင့်မို့ကျွန်တော်တို့ကယောသရဲ့တတ်တာကိုကြည့်လိုက်ယောသကဘုရားသူ့မှာအရေးချင်းတွေအများကြီးရှိတယ်ဘုရားကသူ့ကိုဘယင်ခံ level ထိမှန်းထားတယ်ဒါမဲ့သူဘာလုပ်ရလဲအရင်ဆုံးအယောင်စားခံရတယ်ရောင်းစားခံတဲ့နေရာမှာဒီတိုင်းကြည့်လိုက်လို့ရှင်တော့အော်သူရောင်းစားခံရတယ်လို့ထင်ပေမဲ့သူဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီရောင်းစားခံရတဲ့နေရာကသူ့ရဲ့တက္ကသိုလ်ဘဝရဲ့တက္ကသိုလ်ဖြစ်သွားတယ်အဲ့ဒီမှာစရင်အင်းတင်နေအဲ့ဒီမှာစီမံခန့်ခွဲတာတင်နေအသီးနှံတွေဘယ်လိုထားရလဲစပည့်တွေဘယ်လိုထားရလဲစီကိုဘယ်လိုတင်ရတယ်လဲဘယ်လိုမျိုးထားရင်ဘယ်လိုအဆင်ပြေတယ်လဲနောက်ဆုံးသူစီမံခန့်ခွဲတာတော်လုံးလို့သူ့ရဲ့သခင်ကတော့မှဘယ်လောက်ချမ်းသာမှမသိတော့ဘာလို့လဲဆိုတော့သူ့ရဲ့စီမံခန့်ခွဲမှုအောင်မြင်လို့ဖြစ်တယ်ဖခင်ကသူ့အဲ့ဒီမှာ training ပေးနေတာနောက်ဆုံးသူ့တခင်မကသူ့ဆွဲဆောင်တဲ့ခါသူထောင်ကျသွားတယ်သူထင်တာထောင်ထဲမှာဘာလို့လဲငါမမားဝဲနဲ့ကြတယ်ထောင်ထဲမှာရှင်ဘရင်ရဲ့လူယုံတော်တွေနဲ့တွေ့တဲ့ခါမှာနန်းတွင်နဲ့ပတ်သက်တဲ့အရာတွေသူအများကြီးသိရတယ်နောက်ဆုံးရှင်ဘရင်နဲ့တွေ့တဲ့ခါမှာရှင်ဘရင်ကကျွန်တော်ကျမ်းစာကိုရိုးရိုးလေးဖတ်လိုက်နော်အော်အိမ်မက်တယ်အော်နွားခုနှစ်ကောင်တက်လာတယ်အဲ့နွားကိုပိန်နဲ့နွားတွေကစားလိုက်တယ်အဲ့ပိန်နဲ့နွားတွေဒီတိုင်းပဲစပန်နဲ့ခုနှစ်ပါခုနှစ်ပင်ဝါဖြုံးနဲ့စပန်ခုနှစ်ပင်ထွက်လာတယ်အဲ့ဒါကိုစားသွားတယ်ပိန်နဲ့စပန်နာပိန်တာပဲအဲ့ဒါအိမ်မက်တယ်နားမလဲဘူးဘယ်သူမှမပြောနိုင်ဘူးယောသက်ကပြောတယ်အော်ရှင်မင်းကြီးခုနှစ်နှစ်စာစာပေါ်ပြမယ်နောက်ပြီးသွားတဲ့ခါမှာခုနှစ်နှစ်အစာငတ်ခေါင်းပါဖြစ်မယ်အဲ့ဒီခုနှစ်နှစ်စာခေါင်းကခေါင်းပါဘလောက်ပြင်းထန်တယ်လဲဆိုရှေ့ကခုနှစ်နှစ်စပါးစာငတ်အစာမြေစာပေါ်များတာလက္ခဏာကိုမကြံလောက်အောင်ပြင်းထန်မယ်အိမ်မက်အနတ်ဖွင့်လိုက်တယ်အဲ့လောက်နဲ့ရှင်ဘုရင်ကသူ့လက်စွပ်စွပ်ပြီးရော့မင်းကိုဒုတိယပြန်ခံမပေးဘူးစိတ်ချအဲ့လောက်လေအိမ်မက်ကိုအဓိပ္ပာယ်ဖြစ်တာလောက်နဲ့မပေးဘူးဒါပေမဲ့ယောသက်က bonus ထည့်လိုက်တယ်ရှင်မင်းကြီးဒီလိုစီမံလိုက်ရင်တော့ဒီလိုထွက်လာပြီးဒီလိုအောင်မြင်မယ်လို့ပြောတာ ਨੇ ယော့မင်းငါရဲ့တာဝန်ယူလိုက်တော့အာမင်အဲ့ဒီလိုပြောနိုင်ဖို့အတွက်ယောသဟာကြီးချွတ်ခံရတယ်ပုံသွင်းခံရတယ်အာမင်ဒါမှမဟုတ်ဒီနေ့ကျွန်တော်တို့ကယုံကောင်းကြီးမင်္ဂလာဟာယုံလို့ချင်တယ်လို့ချင်တာနဲ့မရဘူးကောင်းကြီးအတွက်ပြင်ဆင်ဖို့လိုတယ်ကိုကောင်းကြီးအတွက်ဘယ်လောက်တန်ပြီလဲအာမင်ဘတ်တသိန်းလောက်တောင်းဘတ်တတောင်းတောင်မစီမံတတ်ပဲနဲ့ဘတ်တသိန်းမမျှော်ပါနဲ့ဒါလည်းနိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေဆိုတော့ယုံကြည်မှုကိုဘယ်လိုတိဆောက်တယ်လဲ
ကျွန်တော်နည်းနည်းပြောမယ်နော်နံပါတ်1ယုံကြည်မှုတစ်ခုတည်ဆောက်တဲ့အခါမှာကျွမ်းကျင်မှုလိုအပ်တယ်ကျွန်တော်ဂီတာတစ်ချက်မှမတီးတတ်ဘူးဒါပေမဲ့ဒီနေ့နော်ဒီနေ့ဧည့်သည်တွေအထူးဧည့်သည်တွေလာမယ်နေ့အသင်းတော်ရဲ့မွေးနေ့ဥပမာပြောပြတာပေါ့အဲ့မှာကျွန်တော်ဆရာမမြတ်ကြီးကိုပြောဒီနေ့ဧည့်သည်လေးလာမယ်လူလဲများမယ်ထိုင်ခုံတော်မဆက်ဘူးရှယ်လဲကျွေးမယ်နိုင်ငံခြားဧည့်သည်တွေတကယ့်ကိုအရေးကြီးတဲ့ဆရာမရဲ့မိတ်ဆွေတွေလည်းလာမယ်မြန်မာပြည်ကလည်းလာမယ်အမျိုးမျိုးကနေလည်းလာမယ်လူတကာလာမယ်နာမည်ကြီးတွေလည်းလာမယ်အဲ့တော့ကျွန်တော်ဘာဖြစ်ချင်လဲနာမည်ကြီးချင်တယ်ဆရာမကျွန်တော်ဂီတာတီးတချင်းဆိုပြရစီဆရာမနဲ့နင်ဘယ်တော့ဂီတာတီးတက်သွားတီးခွင့်ပြုမလားမပြုဘူးဘာလို့ကျွန်တော်မှမတီးတတ်တာဂီတာမတီးတတ်တဲ့လူတယောက်ကိုတကယ့်ရှယ်ပွဲမှာဘယ်သူပွဲထုတ်မှာလဲဟုတ်တယ်နော်မြင်လားမသိဘူးဆိုတော့ဒါကြောင့်မို့ကျွန်တော်ဒီဖခင်ယုံကြည်မှုတစ်ခုတည်ဆောက်တဲ့အခါမှာကျွမ်းကျင်မှုလိုအပ်တယ်ဒီနေ့ဆရာဝန်တယောက်ဖြစ်ဖို့အတွက်အနည်းဆုံး9နှစ်ဆေးကြောင်းတက်ရတယ်ဟုတ်တယ်ဟုတ်ဓမ္မဆရာတယောက်ဖြစ်ဖို့အတွက်ကျမ်းစာကျောင်းတွေတက်ရတယ်ဟုတ်တယ်ဟုတ်တပည့်တော်ဖြစ်တဲ့နားတွေတက်ရတယ်ကျမ်းစာကျောင်းတွေတက်ရတယ်ဆရာတယောက်ဖြစ်ဖို့အတွက်ကလိုအပ်တယ်နောက်ဆုံးစဖို့မှုတယောက်ဖြစ်ဖို့အတွက်ဆိုရင်ဒါကိုဘယ်လိုစဖို့မှုတင်တာဘယ်လို decoration လုပ်မလဲဘယ်လိုလုပ်မလဲသင်ရတယ်နောက်ဆုံးတော့အခုတော့မရှိတော့ပါဘူးဒါပေမဲ့ရန်ကုန်မှာတော့ရှိသေးတယ်နော်စိုက်ကားနင်းတာတော့မှပညာရှိရနော်တော့ဘောခန္ဓာကိုယ်ဘယ်လိုလေးစောင်းပြီးတော့မှဘယ်လိုလေးနင်းမှနို့မို့ဆိုစိုက်ကဒီလိုဝဲပြီးလဲသွားတာကျွန်တော်ငယ်တော့အကြောင်းကိုမိတော့လိုက်မပို့နိုင်တော့စိုက်ကားငှားပြီးပို့ပြီးဆိုကိုကစိုက်ကားကိုညီလေးကိုစောင့်နေနေပြီးရင်စိုက်ကားဆရာရဲ့စိုက်ကားပတ်စည်းကြည့်တာကိုထင်တာတော့စိုက်ကားများလွယ်လေးဘယ်အဲကြောင့်မလို့စိုက်ကားဆရာလို့ခေါ်တာဆိုတော့ပေါ့စားစိုက်ကားမှာတော့ဆရာတင်ရတယ်ဘာလို့လဲတော်ရုံတန်ရုံကျွမ်းမှမောင်းလို့ရတယ်ဆိုတော့ကျွမ်းကျင်မှုဆိုတာအရင်ကြီးတယ်အာမင်ဒီကျွန်တော်ခရစ်ယာန်တွေကဖြတ်လန်းနဲ့လိုက်ချင်တယ်ဖခင်သားဖြစ်ပြီးဟာလေလုယာဆိုတာနဲ့ဟာလေလုယာအော်တက်တာနဲ့ကောင်းကြီးတန်းလို့ချင်တယ်မရဘူးဖခင်ပေးတဲ့စုကျေးဇူးတွေကိုပြိုးထောင်ရမှာတချို့ကစရင်ကိုင်းမှာတော်တယ်တချို့ကအပြောဆိုမှာကောင်းတယ်တချို့ကလူမှုရေးတော်တယ်တချို့ကအလုပ်မှာလုပ်ရင်စီစီဆက်ဆက်လုပ်တတ်တယ်တချို့ကနော်music ဘိုင်းမှာတော်တယ်တချို့ကအဆိုဘိုင်းမှာတော်တယ်တချို့ကအတီးဘိုင်းမှာတော်တယ်တချို့ကဘယ်ကဏ္ဍနေတော်တယ်မတူဘူးအဲ့ဒီဖျားပေးတဲ့စုကျေးဇူးတွေကိုပြုစုဖို့လိုအပ်တယ်အာမင်ကိုပြန်ပြီးတော့လေကျွန်တော်မသိဘူးဆရာဆိုရင်ခဏလောက်ဖုန်းနေချနော်ဘယ်သူနဲ့မှစကားမပြောဘဲနဲ့ငါမှဘာရည်ချင်းရှိလဲဆိုတာကိုဖျားနဲ့ပြန်ပြီးတော့အချိန်ယူပြီးရှာကြည့်တွေ့တယ်အဲ့လိုတွေ့ပြီဆိုရင်ကျွန်တော်တို့အဲ့ဒါပြုစုဖို့လိုအပ်တယ်ကျွန်တော်တို့အခုမန္တလေးမှာကျွန်တော်အဖေနဲ့အမေက junior youth သင်တန်းဆိုပြီးလုပ်နေတယ်9တန်းနဲ့9တန်းကြားကလေးတွေကိုကျန်းစာသင်ပေးတယ်ကွန်ပျူတာသင်ပေးတယ်အင်္ဂလိပ်စာသင်ပေးတယ်နောက်ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာရေးဖြစ်တဲ့ဒီ World Vision ကနေသင်တန်းတွေကျွန်တော်အဲ့လိုမျိုးတွေသင်ပေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့သူတို့ကိုဘယ်လိုခေါ်မလဲဒီ prison worship တွေဥဆောင်ခိုင်းတယ်အဲ့ဒါကကျွန်တော်ကလွန်ခဲ့တဲ့နှစ်20ရာစားခဲ့တာဖြစ်တယ်ခုထိကျွန်တော်မန္တလေးမှာလုပ်နေတော့မယ်ပြောပြချင်တာကဘယ်မှာတိသွားလဲဆိုတော့ကျွန်တော်ကစာသင်တာဝါသနာပါတယ်ဆိုတော့ကျွန်တော်တိလာတယ်တိတော့ကျွန်တော်ရှိငါဘယ်ကနေပါလာတာလဲနော်မေးကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်အဖေကလည်းသူမှုတော်မဆောင်ခင်က2နှစ်3နှစ်လောက်အလေတန်းကျောင်းလုပ်ဘူးတယ်ဟုတ်လားအဖိုးကဘာလုပ်လဲဆိုနင့်အဖိုးကတသက်လုံးမူလတန်းကျောင်းလုပ်ခဲ့တာကောင်းကြီးဒီမှာအဲ့လိုမျိုးနော်ငါတို့မှာဖျားပေးထားတဲ့စုကျေးဇူးရှိပါလားတွေ့လာတယ်နော်တချို့ကဘာမှမဟုတ်ဘူး TV ထဲမှာကြည့်လိုက်တာနဲ့ဟင်းချက်ရတယ်စုကျေးဇူးရှိတယ်တချို့ကဘာမဟုတ်အပြောရန်ကောင်းတယ်လူတိုင်းနဲ့တဲ့တယ်အကုန်လုံးဆွဲခေါ်နိုင်တယ်ဒါလည်းလူမှုရေးစုကျေးဇူးဖြစ်တယ်တချို့ကကွန်ပျူတာဆိုဘာခလုတ်ဘယ်နာနှိမ့်ရမှမသိဘူးဒါပေမဲ့တချို့ကျတော့ကွန်ပျူတာကိုင်းလိုက်တာနဲ့လက်ကနော်ကွန်ပျူတာဘယ်လိုခေါ်မလဲကွန်ပျူတာရဲ့ဆရာလို့ခေါ်ရတယ်အဖေလို့ခေါ်ရအောင်အကုန်လုံးရသွားတယ်
ဒါတွေကဖျားပေးတဲ့စုကျေးဇူးတွေကိုပြိုးထောင်ရမယ်အာမင်ဒါမှမဟုတ်ယောသတ်ကိုဖျားကသုံးချင်တဲ့ခါမှာသူ့ကိုသုံးဖို့ရန်အတွက်လိုအပ်တဲ့စည်ရင်းကင်ပညာတွေ administration နဲ့ပတ်သက်စီမံခန့်ခွဲတဲ့ပညာတွေအတွက်သူ့အနေနဲ့ဂျွန်အနေနဲ့ရောင်းစားခံရတယ်သူစိတ်ထဲမချဘူးဘာလို့လဲအနေအဆုံးဂျွန်ဘဝခြေထောက်ဆေးတဲ့ဂျွန်ဘဝနဲ့သူတင်းနေနောက်ဆုံးတအိမ်လုံးကိုအုပ်ဆိုးရတဲ့ခွင့်ထိသူရသွားတယ်အာမင်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့လည်းခရိယန်လူငယ်တွေကြိုးစားပါယုံကြည်သူကြိုးစားပါဖခင်ကစုကျေးဇူးတွေအများကြီးပေးထားတယ်နော်ကျွန်တော်တို့အစုကျေးဇူးတွေကိုမပြုစုပဲနဲ့ဟိုလူအားကြဟို celebrity အတင်းကြည့်နော်ဟိုလူကဒီလိုဖြစ်တာတဲ့ဒီလူကဒီလိုဖြစ်တာတဲ့ကိုယ့်ရဲ့စုကျေးဇူးကိုများများပြုစုဖို့လိုအပ်တယ်အာမင်ဟုတ်ပြီကျွမ်းကျင်တယ်အခုဒီတလုံးမှာနာမည်ကြီးသွားတဲ့ဂျပန်ကကိစ္စကြားမိလားမျက်ခွန်လေမျက်ခွန် operation လုပ်တဲ့ဆရာဝန်လေအဖမ်းခံရတဲ့ကိစ္စ license မရှိဘဲနဲ့မျက်ခွန်သွားလှီးတာအတိုင်ခံရတော့အဖမ်းခံရဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ကျွမ်းကျင်ဖို့လိုအပ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လဲဆိုဇာရိတလို့အဲ့ဒီလူကလေအရန်တော်တာဂီတာတီးတော်တယ်အရန်ဂီတာတီးအရန်တော်တယ်ဒါပေမဲ့ तू တီးပြီးသွားရင်ဖျားเจ้าကပစ္စည်းလေးတွေပါသွားတယ်ဆရာမတီးခိုင်းမလားကျွန်တော်တို့အမေရိကမှာတယောက်ရှိတယ်အရန်လူမှုရေးကောင်းတီးတာလေအရန်တော်တယ်ဒါမဲ့ယောက်ကစားအရာနှိမ်ချမလေးသူပညာဆိုတကယ်ပြောတာတင်းအုပ်ဆရာထက်တောင်ဆယ်စားတော်တယ်တရားဟောလဲကောင်းတယ်အပြောလဲကောင်းတယ်အတီလဲကောင်းတယ်ဂီတာလဲရတယ်ကီးဘုတ်လဲရတယ်ဒရမ်လဲရတယ်သချင်းဆိုလဲကောင်းတယ်ပထမတလတော့အရန်ကြွေတာ3လလောက်ဆိုအတန်ထွက်လာပြီ6လလောက်ဆိုလာပြီဆရာကြီးပြန်မပေးသေးဘူးဒေါ်လာဘယ်လောက်ချီထားတာဆိုတော့အခုဘယ်သိန်းတော်မှသူ့လက်မခံရတော့ဘာလို့လဲဆိုတော့ဇာရိတမကောင်းလို့ဖြစ်တယ်ဒါမို့ယုံလူတယောက်ကိုယုံကြည်ဖို့ဆိုတာကယုံပါလို့ပြောယုံနဲ့ယုံလို့မရအောင်ဘာလို့အပ်လဲဆိုတော့ကျွန်တော်တို့ကျွမ်းကျင်မှုနဲ့ဇာရိတနှစ်ခုပေါင်းမှယုံကြည်မှုဆိုတာဖြစ်တာဖခင်ကိုဘလိုင်းဖိတ်နဲ့ယုံကြည်ပါခရိယန်ဖြစ်တယ်ဆိုတိုင်းယုံလို့မရဘူး။ဘာနဲ့ပေါင်းရမလဲဆိုတော့ကျွမ်းကျင်မှုနဲ့ဇာရိတနဲ့ပေါင်းမှယုံကြည်မှုဆိုတာဖြစ်တာ။ကျွန်တော်2016တုန်းကမင်းတပ်မှာရှိတဲ့ဖုန်ကြီးတင်ပညာရေးကျောင်းမှာလောက်အားပေးဆရာအနေနဲ့2လလောက်ပူတယ်။ကလေးတွေသပင်တွေရှည်ကြီးပဲ။ဆိုတော့ညက်ပေးမယ်သူကကျွန်တော်မယုံဘူးဘာလို့လဲဆိုတော့ဇာရိတမှာယုံပေမဲ့ကျွမ်းကျင်မှုမှာသူတို့မယုံအဲ့ဒါနဲ့ကျွန်တော်ကပြောတယ်မဟုတ်ဘူးငါမန္တလေးရလာတာနင်တို့ကိုမန္တလေးကညှက်ပေးမယ်ဆိုပြီးတော့သူတို့ပြောတဲ့ခါကျတော့အဲ့မှာတယောက်ကဆရာကျွန်တော်မိုးဝဲကျွေးရင်ကျွန်တော်ညှက်ခံမယ်ဒီတယောက်ငါသူ့ကိုမိုးဝဲကျွေးရတယ်မိုးဝဲကျွေးပြီးစပင်းညှက်ပေးလိုက်တဲ့ခါကျတော့ဆရာအဲ့ဘက်ညှက်တာကောင်းတယ်တန်းစီအညက်ခံယုံကြည်မှုအဲ့လိုတိဆောက်ရတယ်နော်ဇာရိတကောင်းပေမဲ့လည်းကျွမ်းကျင်မှုမရှိရင်ယုံကြည်မှုမရဘူးကျွမ်းကျင်မှုရှိပေမဲ့ဇာရိတမကောင်းရင်လည်းရေရှည်မှာလက်တွဲလို့မရဘူးဒါကြောင့်မလို့ပြီးတော့ယုံကြည်မှုဆိုတာလည်းတခါတည်းဝုန်းတိုင်းအကြီးကြီးလုပ်လို့မရဘူးအရင်ဆုံးမလုပ်ရလဲဆိုတော့ယုံကြည်မှုတည်တည်လေးတိဆောက်ရတယ်နော်နောက်ပြီးပါလဲယုံကြည်မှုတစ်ဖြည်းဖြည်းကြီးလာတယ်နောက်ဆုံးဘာဖြစ်လဲယုံကြည်မှုအကြီးဆုံးဖြစ်လာတယ်အဲ့တော့ယုံကြည်မှုကြီးလာဖို့အတွက်ဘာလဲလိုအပ်လဲဟယ်လိုဒါလေးပြီးပြီဒီမှာရေးထားတယ်ယုံကြည်မှုကြီးလာဖို့ဘာလဲကြီးလာဖို့လိုလဲကျွမ်းကျင်မှုနဲ့ဇာရိတလည်းကြီးလာဖို့လိုတယ်အာမင်
လွန်ခဲ့တဲ့10နှစ်ကလည်းဒါလေးပဲလုပ်တတ်တယ်လွန်ခဲ့တဲ့10နှစ်ကလည်းဒါလေးပဲလုပ်တတ်ပြီးတော့မှကောင်းကြီးကြတော့ဒီလောက်ကြီးလို့ရှင်တယ်မရဘူးဖယားစီကကောင်းကြီးဒီလောက်ကြီးလို့ချင်ရင်ကျွမ်းကျင်မှုလည်းဒီလောက်ကြီးဖို့လိုတယ်ဇာရိတလို့ခေါ်တဲ့တမာတရား၌အသက်ရှင်ခြင်းဆိုတာလေကြီးလာဖို့လိုခရိယန်တက်တာဒီလောက်ကောင်းကြီးကဒီလောက်ဘယ်တော့မှမရအောင်နားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေဒါကြောင့်မလို့ကျွန်တော်နောက်ဆုံးဟာလေးကိုတွားပြီးတော့ဆုံးသတ်မယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုလို့ရှိရင်ယုံကြည်မှုတည်ဆောက်တဲ့အခါမှာကျွမ်းကျင်မှုနဲ့ဘာလို့ လဲဇာရိတဒီနှစ်ခုလိုအပ်တယ်ဟုတ်ပြီနော်အဲ့လိုပြောတဲ့အခါမှာတချို့ကထင်တာလောကအရာကိုပဲကြည့်တတ်တယ်ကျွန်တော်ဖယားသဘောနဲ့တမာတရားနဲ့ကြည့်တတ်ဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကျွမ်းကျင်မှုကနံပါတ်1ကဘာလဲဆိုတော့ဖယားပေးတဲ့စုကျေးဇူးတွေကိုပြုစုရမယ်ဟုတ်ပြီနော်ဟာဟိုမင်းသားဟိုလိုလုပ်တယ်ဆိုတော့ကိုယ်သွားလုပ်ဖို့မဟုတ်ဘူးဟာအခုတလို့ဟိုဟာခက်စားတယ်ဆိုပြီးလိုက်လို့ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မြန်မာတွေကလေပေါ်ပင်တအားကြိုက်တယ်ပေါ်ပင်ဟာအခုဆိုဇမင်းသားတွေခက်စားဆိုဇမင်းသားလုပ်ချင်လာနော်တချင်းဆိုတာခက်စားရင်တချင်းလိုက်ဆိုချင်ကြတယ်မဟုတ်ဘူးဖယားကိုဘာစုကျေးဇူးပေးလဲအဲ့ဒါကိုရှာပြီးတော့အဲ့ဒီကျွမ်းကျင်မှုကိုကျွန်တော်တို့ပြုစုဖို့လိုအပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့အစင်မပြတ်လေ့လာဖို့လိုတယ်ဒီနေ့ကျွန်တော်တို့မြန်မာတွေကနည်းနည်းတိလာပြီးတော့ဒီအဖွဲ့ထဲမှာငါဒီလောက်တိလာပြီဆိုရင်မလေ့လာချင်တော့ငါတိပါတယ်ငါတက်ပါတယ်ကျွန်တော်တို့အနောက်နိုင်ငံကလူတွေဘာလို့တိုးတက်တာလဲကိုရီးယားတွေဂျပန်တွေဘာလို့တိုးတက်တာအမြဲတမ်းလေ့လာတဲ့အတွက်သူတို့ရဲ့ကျွမ်းကျင်မှုကကြီးထွားလာတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖျားပေးတဲ့စုကျေးဇူးတွေကိုရှာဖွေပါပြုစုပါပြီးရင်အစင်မပြတ်လေ့လာပါဟုတ်ပြီဇာရိတလို့ပြောတဲ့အခါမှာလောကတွေနဲ့လောကအမြင်နဲ့မဟုတ်ဘူးတချို့လောကအမြင်အရအခုဆိုဘာဖြစ်လဲလောကဘာဖြစ်လဲလိန်တူဆက်ဆံတာအဆင်ပြေသွားပြီလက်မထပ်ပဲတူနေရတယ်ဖြစ်လာပြီဒီနေ့လောကကပြောင်းလဲနေတယ်ဒါကြောင့်မို့လောကကောင်းတိုင်းခွမိဘတွေပြန်អော်တာလဲအစ်စေးဖြစ်သွားပြီဒီနေ့ခေတ်ကြီးကတဖြည်းဖြည်းနဲ့လောကရဲ့နော်ဇာရိတကိုကျွန်တော်လိုက်မယ်ဆိုရင်တဖြည်းဖြည်းရွေ့ရောဖောက်ပြန်ခြင်းပဲကျွန်တော်သွားမှာဖြစ်တယ်ဒီနေ့ခရိယန်တွေရဲ့ဇာရိတဆိုတာဘာနဲ့တိုင်းတယ်လဲကျွန်တော်ဒီနေ့ခေတ်ကအကုန်လုံးကဘာဖြစ်လဲဆိုတော့မျက်နှာ2မျိုးနဲ့သက်ရှင်ကြတယ်ဆိုရှယ်မီဒီယာပေါ်မှာမျက်နှာ1မျိုးအပြင်မှာမျက်နှာ1မျိုးဖယားเจ้าမှာမျက်နှာ1မျိုးအိမ်မှာမျက်နှာ1မျိုးအဲ့ဒါဖယားလူတော်မဟုတ်ဘူးကျွန်တော်ယုံကြည်သူတွေရဲ့ပေတံကဘာလဲဆိုတော့နှုတ်ကပတ်တော်ဖြစ်တယ်ဒါမှမဟုတ်အခုကျွန်တော်တို့အမေရိကမှာကလေးကိုဝင်ဖြတ်ချတာအေးစေးပြောလာတဲ့အချိန်မှာခရိယန်တွေက no လုံးဝသဘောမတူဘူးကိုဝင်ဖြတ်ချတယ်ဆိုတာဖယားလူတက်တာပဲဖြစ်တယ်မင်းတို့ဘယ်ကနေပြောတာလဲကျမ်းစာထဲမှာငါတို့သိပ္ပံနည်းပညာရကလေးဆိုတာကမမွေးတာပဲနဲ့အသက်မပါလာဘူးဝိညာဉ်မပါလာဘူးသူတို့ကထဲမှာရှိတဲ့အသားစားလေးတစ်ခုပဲဖြစ်တဲ့အကြီးကျယ်သူတို့ညင်ကြတယ်ကျွန်တော်တို့ကတော့ဗာလဲမိဝမ်းထဲနဲ့အလုံးအထွေးလေးကလေးက no ကိုဝင်ဖြတ်ချဒါပေမဲ့အခုကိုဝင်ဖြတ်ချတော့လောကကြီးကဘာဖြစ်နေလဲ normalize ပုံမှန်ဖြစ်အောင်လုပ်နေဒါပေမဲ့ခရိယန်တွေကလောကကလက်ခံနိုင်ပြောင်းလဲလို့မရဘူးအဲ့တော့ကျွန်တော်ဘယ်ပေါ်မှာပဲစံချိန်တင်ရမလဲဆိုတော့နှုတ်ကပတ်တော်ပေါ်မှာလုပ်မယ်အဲ့ဒါကခရိယန်ရဲ့ဇာတိတာဖြစ်တယ်လောကလက်ခံနိုင်ခရိယန်အဲ့ကြောင့်အခုအမေရိကမှာအသင်းတော်တွေနှစ်ချမ်းကွဲသွားပြီဖျားเจ้าရှေ့မှာ LGBT အလံထောင်တဲ့ဖျားเจ้าနဲ့မထောင်တဲ့ဖျားเจ้าခုဖြစ်သွားပြီဘာလို့လဲဆိုတော့ LGBT ထောင်တဲ့ဖျားเจ้าကwe welcome you all God love you all ဖျားเจ้าမှာ praise ဘာဆိုလဲI born this way ဆိုတဲ့ Lady Gaga ရဲ့သချင်းတွေဆိုကြတယ်အဲ့ဒါ praise and worship တဲ့ဒါမဲ့ခရိယန်ရဲ့ပေတယ်ကတမန်ကျမ်းစာဖြစ်တယ်ဒါကြောင့်မို့ကိုအမြဲတမ်းတမန်ကျမ်းစာထဲမှာပဲချိန်ထူပါနောက်ဆုံးချက်အရင်ကြီးတယ်ဒီနေ့လူတွေတော်တော်များများပါပြောလဲဖះเจ้าတက်ဆရာမလိုဘူးအဲ့ဒီလူက
အဲ့ဒီဟာ antichrist ဝိညာဉ်ကနေလာတဲ့စကားဖြစ်တယ် antichrist ဝိညာဉ်နဲ့ပြောကျမ်းစာထဲမှာရှင်ပေါလုပြောတယ်နော် antichrist ရှိတယ် antichrist ဝိညာဉ်ကိုရတော့သူဆိုတာရှိတယ်အသင်းတော်တွေထဲမှာ antichrist ဝိညာဉ်ရတဲ့သူတွေဖြစ်တယ် antichrist ဆိုတာဘာလဲဖခင်ယေရှုကိုဆန့်ကျင်တော်သူလို့ပြောတာဖြစ်တယ်ဒီဖခင်ကြောင့်တက်เสียမလို့တော့ဘူးနွားကွဲရင်ကြားဆွဲမယ်ဒါပဲဒီနေ့ဖခင်ကြောင့်ဆိုတာကျွန်တော်တို့ထင်တာကအော်ဖခင်ကြောင့်တနင်္ဂနွေတဲ့လူမှုရေးသွားတုံးမယ်မဟုတ်ဘူးနော် design ဖခင်ရဲ့ design ဖြစ်တယ်ပါလေ body of Christ ခရစ်တော်ရဲ့ခန္ဓာကိုဖြစ်တယ်ဒီနေ့အသင်းတော်ထဲမှာသင်ရဲ့ဝိညာဉ်ကိုတည်ဆောက်လို့ရတာအသင်းတော်ထဲမှာသင်ရဲ့ဝိညာဉ်တိုးတက်လို့ရတာအသင်းတော်ထဲမှာပဲသင်ရဲ့စုကျေးဇူးတွေကိုပြုစုလို့ရတာဖြစ်တယ်အသင်းတော်ထဲမှာပဲသင်ကောင်းကြီးခံစားလို့ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဇာတိတဆိုတာလောကလူတွေကအေးဟုတ်လားကောင်းနေပြောမှာပဲလောကသားတွေကမျက်နှာနာခံမှာမဟုတ်ဘူးအသင်းတော်ကတော့တမန်တရားနဲ့မညီမိတ်ဆွေငါတူငါသားဦးလေးအကိုလွဲနေပြီနော်အဲ့လိုတမန်တရားနဲ့ပြောမှာကအသင်းတော်ပဲရှိတယ်မိတ်ဆွေဒါကြောင့်မို့သင်ရဲ့ဘဝမှာဖယားသခင်နဲ့ဂျားမှာကောင်းကြီးရချင်တယ်ဆိုဖယားနဲ့ယုံကြည်မှုတည်ဆောက်ရမယ်သင်ရဲ့ယုံကြည်မှုရဲ့ level ပေါ်မှာပဲဖယားကောင်းကြီးပေးတယ်အဲ့ဒီယုံကြည်မှုရဖို့အတွက်ကတစ်ကျွမ်းကျင်ဖို့လိုတယ်နှစ်ဇာတိတကောင်းဖို့လိုတယ်ယေရှုတင်နဲ့ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ